အားလုံးပဲမြင်ကြတာပါကျွန်တော်ဟန်နေပါကျွန်တော်ဒီနေ့ video မှာဆိုရင် full metal ခောက်ကျူးဟန်လာရဲ့ new update အကြောင်းကိုရှင်းပြချင်ပါတယ်ဒါတော့ brother တို့channel alpha ပေါ့နော် update ကဒါ channel alpha ပုံမှာဒီကောင်ကြီးကို update တော်တော်လုပ်ပြီးလိုက်တယ်အဲ့တော့ကျွန်တော်တို့ဒီကောင်ကြီးကတော်တော်လေးကိုနှီးသွားဗျဒါပေမဲ့တော်တော်လေးကိုကြမ်းသွားရင်ကျွန်တော်တို့တော်တော်ကြိုက်တယ်အဲ့တော့ brother တို့အားလုံးကြည့်ပြကြပါဦး let's go ဒီဆုံးဒီမှာ flame turbine အဲ့ကောင်ကတော်တော်လေးကိုပြောင်းလဲသွားပြီအရင်တော့ဒီတိုင်းအဝါရောင်အကြောင်းလေးပြစ်တာပေါ့အခုက flame လို့လုံးဝ flame ရလုံးဝမီးမှုတ်ထုတ်တာ flame turbine ဆိုရင်နာမည်နဲ့လိုက်အောင်ဖြစ်သွားတယ်ကျွန်တော်တို့တော်တော်ကြိုက်တယ်မကြည့်ပါဘူးအဲ့လိုနောက်တစ်ခုက Tesla fish ကျွန်တော်အကြိုက်ဆုံးပဲcontrol is strong မတစ်ချက်နှစ်ချက်သုံးချက်4ချက်5ချက်ဆိုရင်လည်းအဲ့လောက်ဗျာ flame turbine သုံးပြီးတော့အဲ့ဒါလေးကိုသုံးလဲလို့ရှိရင်တကယ် special ကျန်းသွားပြီပေါ့နော်မနက်တစ်ချက်ထပ်ထိုးပြမယ်နောက်တစ်ချက်ဆိုတည်ပြီနှစ်ချက်လောက်ထိုးပါမယ်ဟို short wide ဒါပေမဲ့ဒီကောင်ကြီးကတော်တော်လေးတော့နှီးသွားပြီဗျတကယ်တော်တော်နှီးသွားပါနော်yes အဲ့တော့ဟိုမှာနောက်တစ်ကောင်အဲ့တော့တိုက်တီကိုဖြိုးစီဖြတ်စည်းလို့ကောင်းတယ်ကျွန်တော်လာနေအောင်မတွေ့ဘူးဗျတော်တော်နှီးသွားတယ်ဒါပေမဲ့တော်သူ့ Tesla fish ကိုကျွန်တော်တော်တော်အားရသွားတယ်ပြီးတော့ heal လည်းတော်တော်များသွားတယ်ဗျ okay ဒီမှာဆိုရင်ကျွန်တော်flame turbine နဲ့ဒီကောင်ထပ်ပြလိုက်မယ်ဒီကောင် block နေတယ်ကျွန်တော်ဟိုကအဆောက်အဦလေးလည်းမီးလောင်သွားမှကြောက်တယ်ဒါပေမဲ့ဘာမှဖြစ်ပါဘူးကျွန်တော်ပြလိုက်တော့ okay show why တေးဒီကောင်တေးရောမတေးလောက်ဘူးဗျဘာမှမဖြစ်ပါဘူးလာဘိုင်ဝန်းဆိုပြီးတော့ကျွန်တော်ကျွန်တော်ဝင်လို့မရဘူးကျွန်တော်ခန္ဓာကိုယ်ကြီးဖြစ်နေဒီတော့ sorry ပါကျွန်တော်တိုက်နေနေဖြတ်စီးရတော့မယ် okay shut to okay လောက်ဆိုတော့ဝင်လို့ရလာပြီ yes ဝင်လို့ရပြီဒီတော့လာပင်ကလေးကျုပ်တော့ကျွန်တော် special ကျုံးမှာပေါ့နော်ကောင်တော့တော်တော်လေးတော့အားနည်းနေပြီဘာမှမထားလိုက် okay မသေးပါဘူးထပ်ကျုံးရှော့မသေးရင်ထပ်ရှော့အဲ့မှာကျုံးကတေးလိုက်ပါပြီကျွန်တော် return to the how to roam ကိုနှိပ်လိုက်ပါမယ်ကျွန်တော်အတန်ထွက်မှားသွားရင်လည်းတောင်းပန်ပါတယ်ခင်ဗျာကြည့်တော့ကျွန်တော်ကိုလာအပ်ချင်တဲ့သူတွေ mau ice underscore ဟုတ်အဲ့ဒါလေးကိုရိုက်ထည့်လိုက်ပါခုနကျွန်တော်ပြရတယ်အဲ့ဒီရောနောက်တစ်ခုကတော့ကျွန်တော်ဒီဘုံ new jaguar midnight winter လို့ခေါ်ရဗျာအဲ့ new robot ပေါ့နော် brother တို့နားလဲအောင်ပြောရရင် robot ပေါ့ဒီအကောင်ကြီးအသက်ကြီးကိုကျွန်တော်ဆော့ကြည့်မယ်ဗျာဒီ update အသစ်မှာပါလာဒီကောင်ကြီးကျွန်တော်တခါမှတော့ကျွန်တော်မဆော့ရသေးဘူးအဲ့တော့ဆော့ကြည့်မယ် let's go ဒီကောင်ပြေးရတော့ပုံမှန်ပါပဲ yes ပြေးရပုံမှန်ပဲမနေဘူးဗျ midnight winter နမင်းရနေလှပါတယ်ပြီးတော့ close က shing ဆိုပြီးတော့အဲ့ shing ဆိုတဲ့အတန်လေးနဲ့ဒီသူထုတ်လိုက်တာပေါ့နော် close ကြီးအဲ့တော့ကျွန်တော်သွားကြုံမယ် let's go အိုးနဲမြင်တယ်လို့ဝေးကျွန်တော်နေအိုးမြင်လိုက်လား brother တို့ကြည့်အောင်တော်မြင်တယ်အိုးဒီကောင်ရုပ်အရင်ကြုံကြည့်လိုက် Oni Baba ကျွန်တော်မိုက်တယ်ဗျမိုက်တာတော့မိုက်တယ် oh yes ဒါမိတ်လေးတို့ထွက်တယ်ပြီးတော့ဒီမှာသွေးအဆက်လေးပေါ့နော်အဲ့ဒါလေးရပေါ့နော်ကိုမကြောရင်တော့ဒါမိတ်ကထွက်လာအဲ့တခုကတော့မိုက်တယ်ဗျကျွန်တော်အဲ့တခုတော့ကြိုက်တယ်ဒီတိုက်သေးဒီကောင်တော့တေးရောမယ်ဗျခဏန်းပြောလို့ပဲကျွန်တော်ခေါ်တယ်သူ့နာမည် Oni Baba ဗျပုံမှန်ရေးရတယ်ဒါပေမဲ့ကျွန်တော်ခဏန်းပြောလို့ခေါ်ဘာလို့ဆိုတော့အရင်ပြော့လုံးနေတယ်သူခဏန်းအခွန်မာကြီး yes ဒါတော့သူ့နာမည်ပြောင်းပေါ့နော်တကယ်နာမည်က Oni Baba ပါဒါတော့ knife head ဘာလို့ knife head လို့ခေါ်လဲဆိုတော့သူ့ရဲ့အရှိကအချုံကြီးတွေ့လားအဲ့ဒါဓာတ်ပုံစံနဲ့တူလို့သူ့ရဲ့အရှိကခေါင်းအချုံကြီးကဓာတ်ပုံစံနဲ့တူလို့ knife head လို့ခေါ်တာပါဒီကောင်ကြီးကတော့ easy ပါ Oni Baba ပေါ့နော်ခုနကကျွန်တော်ချလိုက်တဲ့ကောင်အပြော့လုံးပဲဒီ game နဲ့မှာအဲ့ကောင်ရတဲ့ difficulty 4ပေါ့နော် difficulty တော့မဖြစ်တယ် category 4အဆင့်4ပေါ့နော်အဲ့ဒါရနေမာတယ်ဗျဒီကောင်ကတော့အဆင့် bleed ဒီကောင်လည်းအဆင့်4ပဲဒါပေမဲ့ပျော့တယ်ဒီကောင်ကရင်းမို့
ကျွန်တော်အထင်ပြဒီ midnight winter ကြီးပေါ့နော်ဒီအလေလေးကဒီရင်ဘက်ကနေရောင်ကြီးတစ်ခုခုပြစ်တာကိုထုတ်ပြီးကျွန်တော်ကြိုက်မယ်လို့ကျွန်တော်ထင်တယ်အဲ့ဒါဆိုပိုကောင်းမယ်လို့ထင်တယ်ဗျဟုတ်တယ်ဆိုတော့ဒီ claw ကြီးနဲ့ခုတ်ရတာနည်းနည်းရော fee ပြက်တယ်ဗျအဲ့လိုရောင်ကြီးနဲ့လှမ်းပစ်တာအဲ့လိုလေးဆိုကောင်းတော့မယ်အဲ့ကျွန်တော်ဒီကောင်လေးကိုကျုံးလိုက်ပါအောင်မယ်တိတ်ဒီကောင်တော့တေတော့ပါမယ်ဟုတ်ကဲ့ပါ okay မဒီကောင်လဲကြသွားပြီနောက်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်9ချက်10ချက်9ချက်10ချက်17ချက်12ချက်13ချက်14ချက်15 14 15 16 19 18 19 20 21 22 23 24 25 26ချက်တော့ကျွန်တော်ခုတ်လိုက်ရတယ်မတည်သေးဘူး26 1 2 3 4 5 6 9 10 11 12 13 14 15 16 19 18 19 20 22တည်သေးလားကျွန်တော်ဒီကောင်ကိုနျူကလ িয়ার နဲ့ဖောက်ခွဲလိုက်တော့ကျွန်တော်လက်တီကလစ်ကနည်းနည်းညောင်းလာပြီပဲဒီကောင်ကြီးကအရင်တော့မြန်တာတိပါတယ်ဒါပေမဲ့တော်လေး damage ကအဲ့လောက်မထွက်ဘူးပြကျွန်တော်စရီးလိုက်ပါမယ်ဘလို့စရီးရလို့ပြောရလဲဆိုရှော့ပါပြီကျွန်တော်လည်းတည်တယ်အိတ်ကောင်လည်းတည်တယ်နျူကလ িয়ার ဘုံကတော့အဲ့လိုပါပဲကဲကျွန်တော်နာမည်တည်တယ်ဗျာမောင် ice ပါမောင်ရီကြီးတုံးပေါ့နော်ကျွန်တော်မသိဘူးပြင်းလို့ကျွန်တော်နာမည်ယူရှောက်ချင်းလိုက်တာကျွန်တော်ဒီမှာဒီကိန်းမှာဖူးမယ်လို့ခါကျူးဟန်တာ yes sir အဲ့တော့ကျွန်တော်ဒီနေ့ view yes okay yeah ဒါတော့ကျွန်တော်မနေ့ကဆော့ပြရတာနော် yes အဲ့တော့ကျွန်တော်ဒီနေ့ view ထဲမှာဆိုရင်တော့ဖြင့်ဒီကောင်ကြီးကမနေ့ကဆော့ပြရကောင်မနော်ဒီ view ထဲမှာဆိုရင်တော့ဖြင့် channel alpha ကိုကျွန်တော်ဆော့ပြခဲ့တယ် channel alpha ရဲ့ update ကိုပြောကြရပြီး midnight winter ရဲ့လုံးဝ special ကြီးကိုလည်းပြောပြခဲ့ midnight winter June Jaguar ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့ view ရတော့ပါပဲအားလုံးပဲ bye bye မှာနောက် view မှာကြည့်တွေ့ကြပါမယ်ကျွန်တော် like and subscribe လုပ်ခဲ့ပြီးလို့လည်းမမေ့ပါနဲ့ bye bye